စိတ်ကျမ်းမာရေးဆေးရုံမှာယူသွနေတဲ့လူနာတွေကြားကောင်းမလေးတယောက်တီတီငိမ့်ငိမ့်စာထိုင်ရင်းနေပါတယ်။ရုတ်တရက်အယူတယောက်တောင်းကျမ်းရင်းလွတ်ကျသွားတဲ့ဘောလုံးဖြူလေးတစ်လုံးကသူမရဲ့ခြေထောက်အောက်ကိုထိသွားပါတယ်။ထိခံနေတဲ့သူမကဒေါသထွက်သွားပြီးအဲ့ဒီဘောလုံးလေးကိုဖိချေလိုက်တဲ့အချိန်မှာပဲသူမဟာမျက်မှန်ကိုချွတ်လိုက်ပြီးတယုံလုံးကိုကျွန်းထိုးမောက်ခုံဖြစ်အောင်လှုပ်ပစ်လိုက်ပါတယ်။စာရွက်တွေလေထဲလွင့်ပစ်စူညံနေတဲ့အယူကိုလဲပင်းသွားညှစ်ပြီးလုံခြုံရေးအဆောင်တွေဝင်ဆွဲရတဲ့အထိကိုသူမကမိစ္ဆာတကောင်လိုတောင်းကျမ်းနေတာပါ။တကယ်တော့သူမကအခုမှအယူစစ်စစ်ဖြစ်သွားပြီလို့ကြွေးကြော်နေတဲ့စိုက်ကိုမလေးပါ။ဒီလိုဘသူမှထိမ့်မရလောက်အောင်အရိုင်းဆန်နေတဲ့သူမကိုချက်ချင်းငြိမ်ချသွားအောင်လုပ်နိုင်တာဆိုလို့ဆရာဝန်ခေါ်လာပေးတဲ့ဂျင်ဂျင်ဆိုတဲ့ကြောင်ဖြူလေးတစ်ကောင်ပဲရှိပါတယ်။ကြောင်လေးကိုမြင်တာနဲ့သူမကမျက်မှန်လေးပြန်တက်ပြီးတိမ်မွေ့တဲ့ကောင်မလေးတစ်ယောက်အဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်။အိုအန်အောစရာကောင်းတာကသူမဟာအခက်ခဲဆုံးစာမွေးပွဲတွေကိုအမှတ်ပြရအောင်ဖြေဆိုနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေတာပါ။သူမဒီလိုဖြစ်ရတာကလွန်ခဲ့တဲ့3နှစ်ကတည်းကမိဘအရင်းတွေကိုယ်တိုင်ဒီဆေးရုံမှာလာပိတ်လောင်ထားခဲ့လို့ပါ။မွေးစားမိဘတွေဆုံးပါသွားလို့မိဘအရင်းတွေစီပြန်ရောက်လာချိန်မှာမိသားစုနဲ့အဆင်ပြေအောင်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့မိသားစုကသူမကိုမယုံကြည်ပဲအိမ်ကညီမဖြစ်သူကိုလှေကားပေါ်ကနေတွန်းချတယ်ဆိုပြီးဆွဆွဲခဲ့ကြပါတယ်။အကိုဖြစ်သူကလည်းသူမလိုနှမမျိုးမလိုချင်ဘူးလို့ပြောဆိုခဲ့တယ်လို့မိဘတွေကလည်းသူမကိုရက်ရက်ဆက်ဆက်ဒီဆေးရုံမှာလာပိတ်လုံထားခဲ့တာပါ။အခုတော့အဲ့ဒီမွေးစားညီမစာမှုပွဲဖြစ်မဲ့နှစ်ယောက်လာတာကြောင့်သူမဆေးရုံကနေပြန်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆရာဝန်ကသူမကိုအိမ်ပြန်လွှတ်ရင်းပြဿနာတက်ရင်ရဲကိုပဲခေါ်မိသားစုတစ်ခုလုံးကိုတက်ပစ်ဖို့မကြိုးစားနဲ့လို့တတိပေးလိုက်ရပါတယ်။တကယ်တော့ဒီကြောင်လေးရှိနေတဲ့၍သူမကပုံမှန်ပါပဲဒါပေမဲ့တယောက်ယောက်ကများသူမရဲ့ကြောင်လေးကိုထိခိုက်အောင်လုပ်မိရင်တော့သူမခန္ဓာကိုယ်ထဲကမိစ္ဆာကောင်နိုးထလာမှတေချာနေပါတယ်။ဆေးရုံအပြင်ဘက်ကိုရောက်တဲ့အခါမှာတော့သူမကိုလာကြိုတဲ့အကူဖြစ်သူနဲ့တွေ့လိုက်ရပါတယ်။မိဘတွေအလုံများနေလို့သူပဲလာကြိုရတာလို့အကူကပြောတဲ့အခါသူမကကြောင်လေးကိုပွေ့ချီရင်းမကြခင်ကျေးဇူးရှင်တွေနဲ့တွေ့ရတော့မှမို့မဆောက်နိုင်တော့ဘူးလို့အေးဆက်ဆက်အပြုံးတစ်ခုနဲ့ပြောလိုက်ပါတော့တယ်